လူသားသမိုင်းမှာအင်အားကြီးဆုံးရန်သူဖြစ်ပါတယ်ဘုရားတို့ရဲ့ဘရင်ဇုကိုယ်တိုင်မြေကပောင်ဆင်းသက်တိုက်ခိုက်တဲ့အထိအစွမ်းထက်လာပါတယ်သူဟာအစွမ်းထက်ဆုံးနဲ့ဘုရား၄ပါးနဲ့အတူတိုက်ပွဲဝင်ခဲ့ပေမဲ့၃ပါးကတော့ကြာဆုံးခဲ့ရပါတယ်ရနေတဲ့အသီနာကိုအိုလံပတ်တောင်စီပြန်ခေါ်လာရင်ဇုတယောက်ပဲလွတ်မြောက်ခဲ့ပါတယ်သူတို့ရဲ့ရန်သူတွေကတော့တိုက်တန်နေပါပဲချိန်ကနတ်ဘုရားမျိုးနွယ်တွေဖြစ်ခဲ့ကြတဲ့သူတို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာနတ်ဘုရားတွေကိုစစ်ကြေညာခဲ့ကြပါတယ်ရှုံးနိမ့်သွားပြီးနောက်မှာတော့ဇုဟာသူတို့ကိုရောက်နဲ့မှာထောင်ရပိတ်တောင်ထားခဲ့တာပါဒါပေမဲ့နှစ်ပေါင်းထောင်ကြီးကြာပြီးတဲ့နောက်မှာတော့လူသားတယောက်ပေါ်လာပါတယ်သူဟာနတ်ဘုရားတို့ရဲ့လေးမြောက်ကိုင်ဆောင်ပြီးတိုက်တန်ရဲ့အချင်းထောင်ပျက်စီးကသူတို့လွတ်ပေးခဲ့ပါတယ်ဒါကလူသားတွေမှတ်မိသမျှအဆိုးရွားဆုံးစစ်ပွဲကိုစတင်လိုက်တာပါပဲဒီလူကတော့ဘရင်တပားပါလွန်ခဲ့တဲ့နှစ်နေကသူ့ရဲ့ဇနီးကကက်ယောဂါကြောင့်ကြာဆုံးသွားခဲ့ရပါတယ်သူကနတ်ဘုရားတွေစီနေ့စဉ်နဲ့အများစုတောင်းခဲ့ပေမဲ့သူမကတော့တည်ဆုံးသွားခဲ့ပါတယ်အဲဒီချိန်ကစပြီးသူကနတ်ဘုရားတွေကိုလက်စားချေဖို့တစ္ဆာဆိုခဲ့ပါတယ်သူတို့မြေရောက်မှာပိတ်ပင်နေတဲ့တိုက်တန်တွေလိုအပ်ပါတယ်သူတို့လွတ်ပေးဖို့အတွက်စစ်ပွဲကြီးတော့ကဘာမြေပေါ်ကျင်းခဲ့တဲ့နတ်ဘုရားတို့ရဲ့လေးမြောက်ကိုသူလိုချင်နေတာပါဒါကြောင့်ဘရင်ကဂရိနိုင်ငံတရမောင်းလုံးကိုသူ့ရဲ့စစ်တပ်ကိုချီတက်စေခဲ့ပါတယ်အဲဒီမှာဘေရင်ဟောနိုင်စွမ်းရှိပြီးလေးမြောက်ရှိတဲ့နေရာကိုတိနိုင်တယ်ကျိုးစင်နတ်ဆီယာမ၄ယောက်ရှိနေလို့ပါစစ်တပ်ဟာသူတို့ရဲ့ကျောင်းတော်စီးနေပြီးနတ်ဆီယာမယူမီရှိုကမြို့သူမြို့သားတွေကိုတပ်ဖြတ်ခဲ့ပါတယ်နတ်ဘုရားတွေကတော့အပေါ်ကနေစောင့်ကြည့်နေကြပါတယ်လူသားတွေကူညီခြင်းရပေမဲ့ဇူးကတိုက်ရိုက်ဝင်ရောက်စုပတ်တောင်တားပြစ်ထားပါတယ်အဲ့ဒီမိတ်ကိုဖီဆန်ရင်အသက်ခံရမှာဖြစ်ပေမဲ့ဇူးကိုယ်တိုင်ကတော့လှုပ်ဝက်စာမြေပြင်ကိုဆင်းသက်ပြီး TCL လို့ခေါ်တဲ့လူသားတယောက်ကိုတိုက်ခိုက်ရေးပညာတွေသင်ကြားပေးခဲ့ပါတယ် TCL ဟာပြန်လည်တိုက်ခိုက်ခဲ့ပြီးလှန်တစ်ချောင်းတဲ့စစ်သား17ယောက်ကိုတတ်နိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဖမ်းခံလိုက်ရပါတယ်သူ့ရဲ့အမေကိုဘရင်ကတပ်ပစ်တာကိုသူကနာကျင်စွာကြည့်ခဲ့ရပါတယ်သူ့ရဲ့ခွန်အားကြောင့်အသက်ချမ်းသာခွင့်ရခဲ့ပြီးစားတွင်းထဲမှာလုံလုံဖို့ပို့ဆောင်ခံခဲ့ရပါတယ်ပူပြင်းတဲ့နေရာအောက်မှာမောပန်းနွမ်းနေတဲ့အထိအလုတ်ခိုင်းစီခံခဲ့ရတာကြောင့်သူကရေတောက်ဖို့တော့အင်အားမရှိတော့ပါဘူးအဲဒီချိန်မှာဖမ်းခံထားတဲ့နတ်ဆရာမ၄ယောက်ကရေတောက်ဖို့ရောက်လာတာပါတယ်အနာဂတ်ကိုမြင်နိုင်စွမ်းရှိတဲ့နတ်ဆရာမတစ်ယောက်က TCL ရဲ့ခြေထောက်ကိုမတော်မဆထိသွားတဲ့အခါဘူးတုဒချိုကိုမြင်လိုက်ရပါတယ် TCL ဟာနတ်ဘုရားတို့ရဲ့လေးမြောက်ကန်ဆောင်ပြီးဘေးအနေနဲ့တူတိုက်ပွဲဝင်နေတာကိုသူမြင်လိုက်တာပါအရာအားလုံးအပြည့်စုံနားမလည်ပေမဲ့ဒီလူဟာရေးကြီးတဲ့သူမှန်သူမသိလိုက်ပါတယ်သူမဟာရေတောက်ဖို့အတွက်မျက်နှာဖုံးကိုမားလာရင်ဒီညမှာထွက်ပြေးဖို့ပြင်ထားကြဖို့အချင်းချားချင်းသားတွေကိုတိုးတိုးလေးပြောလိုက်ပါတယ်ပြီးတော့သူမအသက်ငယ်နေတဲ့ TCS ကိုသွားပြီးရေတိုက်ကသူ့အားတင်ထားဖို့ပြောလိုက်ပါတော့တယ်